ရှင်ရုပ်ကစိုးနမင်းကြီးအရှင်နမင်းကြီးအားအရှင်ကြိုက်တတ်သောစားတောက်ဖွယ်ရများဖြင့်ပူဇော်ပတ်တာပါသည်ကျွန်တော်မျိုးအားသားသမီးရတနာရအောင်စောင့်ရှောက်ပေးတော်မူပါအရှင်စောင့်နာတယောက်ကောလာလာရဲ့ချီတို့ကြီးကောပြဿနာမေမောင်းကုန်အရှင်နမင်းကြီးလှုပ်ပေးမှသာကျမခလေးရမှာပါအရှင်နမင်းကြီးလှုပ်မပေးရင်ကျမဘလို့မှခလေးရမှာမဟုတ်ပါဘူးအေးရဟာကြီးကလည်းဘလို့မှမစွမ်းဆောင်နိုင်ဘူးဘယ်ကလေးရမယ်နေရဟာကြီးကစွမ်းမှမစွမ်းနိုင်ဟင်ဘသူလဲငါ့ကိုလာနောက်လားဟမ်ငါ့ကိုတာမန်မိန်းမများထင်နေသလားငါအုတ်ကြီးကတော့ဟဲ့နေရနေအုတ်ကြီးကတော့မကတော့အုတ်လေးကတော့ဖြစ်အဲ့ဒီကဆယ်စတကူကြီးတဲ့ရုပ်ကစိုးနေဟုတ်တယ်နေတောင်းတတယ်ဆိုလို့ငါကအပန်ထင်ပြနေတာကိုထင်ပြတာမဟုတ်ဘူးလားဖေငါဘာပြပြအနစ်စောက်ဘူးလားဟိုအရှင်ရုပ်စိုးနမင်းကြီးကျွန်တော်မျိုးမကိုဖွေးမယူပါနဲ့ကျွန်တော်မျိုးမမှာသားသမီးရတနာမရနိုင်လို့သမီးစုလာပန်ရတာပါသားစုပန်တာပဲငါကြားဘူးပါလေကျွန်တော်မျိုးဖတာကျွန်တော်မျိုးမဘာပန်အရှင်းမှုပါလို့လားလို့ဟိုကတော့နော်နမင်းကြီးကတော့ကျွန်တော်မျိုးမလေဟိုသမီးမင်းကလေးပဲလိုချင်တာလို့တားယောက်ျားလေးလိုချင်တာမှဟုတ်ပဲဟာနေယောက်ျားကိုလောက်ခိုင်းပေါ့ဟဲ့လူလုံးမှလူရုပ်ထွက်မှာပေါ့နက်လုံးရင်နက်ရုပ်တွေထွက်ကုန်မှာပေါ့ဟာ तू ကစွမ်းမစွမ်းတာဘူးမစွမ်းလို့ရှိရင်ဒီမှာနွားကထွက်တဲ့ဟာနဲ့ကြက်ကထွက်တဲ့ဟာကိုတိုက်အဲ့ဒါမှလူမပြည့်လက်ကြက်ကြော်လားပြန်ယူကြလားနေရအနက်ဆိုးတာဘာကြီးတွေဟာအဲ့ဒါပြောမလို့တော့ကျုပ်လေမနက်ကခလေးလိုချင်လို့ဆိုပြီးရွာထိတ်မှာသွားပြီးခလေးစုသွားပန်တာအဲ့ဒီမှာတော့ရွာထိတ်ကညောင်မင်းကြီးရဲ့ရုပ်ကစိုးကြီးကလေကျုပ်ကအတန်ထင်ပြလိုက်တယ်တော့ကိုထင်ပြလိုက်တယ်ပဲကြောက်ပါလေဟာသူကအတန်ပဲထင်ပြတာလေအဲ့ဒီမှာလေရုပ်ကစိုးကြီးကပြောတယ်ခလေးလိုချင်ရင်တဲ့နေ့ယောက်ျားကိုတဲ့နွားထွက်တဲ့ဟာနဲ့ကြက်ကထွက်တဲ့ဟာကိုရောသမမွေပြီးတိုက်လိုက်တဲ့ခလေးရတယ်တဲ့ရောတောက်ဖီနေရလေအဝင်ဆိုးတာဟာဘာတွေရောထားတာတော့ငါချက်ချင်းနဲ့နွားပေးချက်ချင်းနွားပေးတော်ပေးတယ်မိမပဲမသိမချင်းမတာကြက်ကထွက်တဲ့ဟာကကြက်ဥနွားထွက်တဲ့ဟာနွားလို့ပြောတာမှတ်တာနိုးတိမသိပဲဟာကနုဒီမှာမသိမှတ်တာကြက်ကထွက်တဲ့ဟာဘာလဲမလဲကြက်ဥပါတော့နွားထွက်တဲ့ဟာဘာလဲနွားပါတော့အောင်လို့ဒီနေ့ထိုင်ရော呀，那咋包的？哪有约定？哎，我ဒီတိုင်းထိုင်ရောပါလားဆိုငါပုံစံပြောင်းလိုက်တယ်လေဘာလို့အဲ့ဒါပြောတာမဟုတ်ဘူးကွာမင်းလေဘာလို့ဟာဒီမှာမင်းဘွားကြီးဒီတိုင်းသွားတော့မှာလားလို့ငါပြောနေတာဒီမှာနာတို့သာဒီရာသားတွေတည်းမှာလေမင်းလောက်အသားကြီးလှတယ်ကောင်မရှိဘူးအသားလေးကိုဖွေးနှုတ်ဖတ်နေရုပ်ကလေးကလည်းချောမှချောပြောလေးလေကောမရောက်တော့မလောက်အောင်တော့ခင်ဗျားတို့ဟေးခဏတော့မရောက်တော့မရောက်ဘာခလာလေးပါလေဟာရောက်ဘာလဲမင်းပါဒီပြောနေရမသိပါဘူးပြောတယ်ဒုက္ခပဲအောင်တော့လေမင်းထင်းနေတော့တာပဲကွာဘာလဲဗျာငါပြောတာကမင်းဘွားကြီးဒီတိုင်းနေထိုင်သွားတော့မှာလားဟဲ့ဘေးတော့ရောင်းပြီးတော့ပဲမင်းစီးပွားရှာပြီးတကိုယ်ကြီးလူကြီးနေတော့မှာလားဒါပြောတာနော်အဲ့ဒါဒီသားလေးပါလေးထားပြီးအိမ်တော်လေးပါလေးပြုတ်စိတ်ကူးမရှိတော့ဘူးလားရှင်းပြောပါဗျာကြီးသားထားဖို့ပြောရလားအေးကြီးသားတွေပါလေးထားဖို့တော့စဉ်းစားမိတာဗျာဒါပေမဲ့ရွာတွေကဘယ်သူ့ကိုရွေးရမှန်းလည်းမသိဖြစ်နေအောင်ထူးရေမင်းမရွေးတိုင်ငါတို့ရွေးပေးမယ်ရွာထဲမှာတောင်းဖြောင်းနဲ့လုံးတင်မှာလုံးတင်လင်းတုံးမပြုတ်တော့အောင်မပြုတ်လုံးတင်ဖြစ်ပါဗျာဟုတ်ကွာလုံးတင်မကြဘူးဆိုရင်တော့စာအုပ်ကတယ်စာအုပ်အေးဥစာပြင်မှာမဖြစ်ပါဘူးဗျာမပြုတ်စာအုပ်လည်းမဖြစ်ပါဘူးဗျာတို့ကဘာရွေးပေးနေမှမသိဘူးခင်ဗျားတို့အဲ့ဒါဆိုအီးပုံကွာဟာဟိုကြိုင်ဖေးဘာပြောနေလို့ဟုတ်မစကားပြောတော့ရလို့ပါဗျာအီးပုံအေးဘုံလေးဆိုရင်တော့အုံပြီးပေးရပါဗျာပုံလိုက်မရှိဘူးဗျာအေးဘုံမကြိုက်ပါဘူးဗျာခင်ဗျားတို့ကလည်းဒီကောင်တော်ကြီးချွန်ရတယ်ကွာဗျာအဲ့ဆိုတော့ကွာနိုးမိတော့ပေးကြပြီအဲ့ဒါတော့မိတော့အေးမိတော့ဆိုရင်တော့ဒုံမိဒုံစာမိလိမ့်မယ်မဖြစ်ဘူးအတိတ်တော်လည်းမိဆောင်တယ်မဖြစ်ဘူးဗျာတော်တော်ကြီးများတယ်ကောင်ကွာကြိုက်ဘူးဗျာနုံအဲ့ဆိုရင်မိကေလေးတော့မစိုးရဟာတော့ဘာမိကေကွာမိကေမတော်တော့သူရှက်တယ်နဲ့သူထိန်နေမှာပေါ့ဒီမှာမြန်မာဆန်လာတဲ့အေးဒီလေးကိုရွေးလိုက်ဟာမိကေလေးကိုရွေးပါကွာအေးဒီရွေးသားမှာမိကေကိုရွေးပါအေးဒီကိုရွေးလိုက်တာမိကေကိုရွေးဗျာအေးနေကြပါဦးဗျာခင်ဗျားတို့ဒုက္ခပါပဲဒီမှာမသိမချင်းပါတာနော်အချစ်ဆိုတာလေတာဗျာကျုပ်ကတော့လေကျုပ်ရဲ့နှလုံးကိုကန်လှုပ်နိုင်တဲ့သူကိုရေးချွေတာမှာဟာရေးစားချောက်မယ်ဘယ်သူလဲဘယ်ကောင်မလဲငါ့ကိုပြောပါဘယ်ကောင်မလဲဒီနေ့80မှာနှစ်ယောက်တယောက်ကိုထားမှာလေဟောင်းမြောက်ရဲ့တယောက်ကိုလေဟိုကောင်မလက်ထဲတော့အပမခံနိုင်ဘူးငါဘက်ကငါရအောင်လုပ်ရမယ်